ဒီဗီဒီယိုလေးကတော့8လပိုင်းတော့ဗီယက်နမ်သွားလဲတဲ့အတွေ့အကြုံလေးကိုပြန်ပြီး sharing လုပ်တာပေါ့နော်ဒါတော့လေးစိတ်သွားနေလဲမှာတကယ်ချင်းတယောက် selfie ဆွဲတယ်ပေါ့နော်လေရင်လက်မှတ်က budget airline လေးလက်မှတ်ဝယ်ပြီးလို့ပေါ့နော်အမှန်တိုင်းပြောရင်တော့ service ကတိတ်မကောင်းလို့ခံစားရတယ်ပြီးတော့လေစိတ်မှာကလေရဲရမယ့်နေရာပြေးနေလို့ထင်တယ်အဲ့လိုမျိုးဒီအိမ်လေရင်ကွင်းနဲ့ဘတ်စကားနဲ့အဲ့လိုအကျိုးဖို့လုပ်ပြီးသွားတာပေါ့နော်ဒါပထမအဆုံးလေရင်ကွင်းနဲ့အဲ့လိုဘတ်စကားနဲ့အကျိုးဖို့လုပ်ပြီးသွားတာနည်းနည်းတော့အဆင်မပြေဖြစ်တယ်လို့ခံစားရတယ်ဒါကတော့လေရင်ပေါ် view ပါဗီယက်နမ်ရောက်ပြီဆိုတာနဲ့ပထမဆုံးကြုံတွေ့ရအခက်အခဲဘာသာစကားအခက်အခဲပေါ့နော်ကားငားတာလည်းအခက်အခဲဖြစ်တယ်ဒါက Grab ကနေကားခေါ်တာပေါ့ဗီယက်နမ်ဟနွိုင်းလီစိတ်ကိုရောက်တော့ည10:00နာရီခွဲနေပြီအဲ့တော့ပြဿနာတစ်ခုဖြစ်လို့ရှင်ဖြေရှင်းလို့ရအောင်ကားနံပါတ်ကလည်းခိုးရိုက်ထားသေးရပေါ့နော်ပြီးတော့ကျမတို့ကဟနွိုင်းကနေပြီးတော့တခါတည်းဗီယက်နမ်ရဲ့မြောက်ဘက်ပိုင်းကဟာလုံဘေးဆိုရင်မြို့ကိုသွားမှာပေါ့နော်အဲ့တော့ဟနွိုင်းလေးစိတ်ကနေပြီးအဲ့ဟာလုံဘေးကျွန်းဘတ်ဒီဆိုလို့ရှိရင်3နာရီလောက်ကားစီးရမှာပေါ့နော်အဲ့တော့ညာကြီးလဲညတကောင်ကြီးဆိုဟိုဘက်ကညတကောင်1နာရီကျော်လောက်မှရောက်မှာဆိုတော့တလန်းလုံးတတိရှိနေပဲလာခဲ့ရတယ်တငယ်ချင်းကတော့တလန်းလုံးအိပ်ပြီးတော့ပဲလိုက်လာပါတယ်ဟိုတယ်ကိုညတနားရောက်တယ်ပေါ့နော်ဒါကျမတို့တဲခဲ့တဲ့ဟိုတယ်ပါ recommend ပေးပါတယ်အရန်အဆင်ပြေရဲ့ service လည်းကောင်းတယ်အခန်းလည်းအရန်တန့်တယ်ပေါ့နော်ဒီဟိုတယ်ကကန်ကောင်းပြီးတော့ booking တင်ဖြစ်သွားတာပေါ့နော် era promotion ချနေတဲ့ကာလမို့လို့ပါကျမတို့ကဒီ hotel မှာ384ရက် booking တင်ထားတာပါသူ့ရဲ့မူရင်းဈေးအတိုင်းဆိုလို့ရှိရင်တော့မြန်မာငွေ6သိန်းပတ်ချလဲလောက်သွားမယ်ထင်တယ်ပေါ့နော်ဒါပေမဲ့ကျမတို့ era promotion ချရဲ့ကာလနဲ့တိုးသွားမို့လို့တယောက်ကမှမြန်မာငွေ3သိန်းတောင်မှမပြေဘူးပေါ့နော်အဲ့ဈေးနဲ့ပဲရခဲ့ပြီးတော့တဲခဲ့ရတာပါတကယ်လို့ငွေကြေးတွက်တာမှသွားရင်လည်းခွန်လို့ပါကျမထိုင်ဝမ်ကနေပြီးတော့ဗီယက်နမ်သွားတာမို့လို့ထိုင်ဝမ်ပတ်စံနဲ့ပဲနည်းနည်းလေးရှင်တတ်တယ်ပေါ့နော်ကျမအခုကကြတော့ထိုင်ဝမ်ငွေကနေဗီယက်နမ်ကနေပြီးတော့မြန်မာငွေပြန်ပြောင်းပြီးပြောတာဆိုတော့ငွေကြေးတွက်တာနည်းနည်းတိတ်ပြီးတော့မတွက်တတ်တော့ဖြစ်သွားပါပေါ့နော်ဒါပေမဲ့ဈေးတက်တာပါတယ်အရင်လည်းအဆင်ပြေပါတယ်အဲ့ဒီညကတော့ခရီးပင်မလို့ဆိုရေးပဲအိတ်သွားပါတယ်ပထမဆုံးရက်ဆိုဟိုတယ်ကမနက်စာပဲစားခဲ့ပါတယ်ဟိုတယ်မှာကျွေးတာကဗီယက်နမ်ရိုးရာဆန်ခောက်ဆွဲရဲ့ပြီးသွားရင်ကျဥပါညာလည်းကြော်ပြီးရပေါ့နော်စားချင်လို့ရှိရင်အတီးကတော့ဖြည့်သီးတစ်မျိုးပဲရှိပါတယ်ပြီးသွားရင်ပါမုံနဲ့ယူလည်းစားချင်လုပ်ပြီးရပေါ့နော်အဲဒီမနက်စာစားရဲ့ view ကအရန်လာတယ်အဲဒီဟိုတယ်ကနေပြီးတော့လေးမြင်နေရတဲ့အရာတွေကလေဟိုတယ်ကဒလီကအရှိမှလည်းတငယ်ချင်းတယောက်ဆက်ဖီလေးတစ်ဖြစ်ပေါ့နော်ကျမတို့ဗီယက်နမ်ကိုသွားလဲတဲ့8လပိုင်းကအရန်ကိုပူပါတယ်နေ့လည်နေခင်အပူချိန်34ဒီဂရီ35ဒီဂရီတိရှိရပါတော့အဲ့တော့အပြင်လုံးဝမထွက်ချင်ပါဘူးဟိုတယ်ထဲမှာပဲနေဖြစ်လိုက်ပါတယ်ပထမဆုံးတစ်ရက်ကိုတော့နေ့လည်စာတော့ဟိုတယ်ဖီနာကသမင်းဆိုင်လေးမှာပဲသွားစားခဲ့ပါတယ်ဒါဒီသမင်းတနတ်ဆိုလို့ရှိရင်အသားဟင်း2မျိုးလောက်ယူလို့ရတယ်ပြီးတော့အတီးရွက်ဟင်း3မျိုးနဲ့ဟင်းချိုလေးတစ်ခွက်နဲ့ပေါ့နော်အဲ့ဒါမှဗီယက်နမ်ငွေ4000ပဲကျပါတယ်ညရောက်လို့နေဝင်မှပဲဟိုတယ်ဘေးနားနဲ့ပတ်ကြည့်လိုက်တယ်ပေါ့နော်တခုရှိတာကျမတို့သွားတဲ့အချိန်ကခရီးသွားရသည်မဟုတ်သေးလို့ထင်တယ်ပေါ့နော်ဟိုတယ်မှာလူရန်နေတယ်ခရီးတဲ့ဧည့်သည်ရန်နေတော့အချိန်ကကြတော့ကျမတို့တည်ခဲ့တဲ့3ည4ရက်ခရီးဟိုမှာအဲ့ပြောမယ်ဆိုလို့ရှိရင်3ရက်လုံးပေါ့နော်မနေ့စာတော့အဲ့ဗီယက်နမ်ခောက်ဆွဲတစ်မျိုးတည်းပဲစားခဲ့ရပါတယ်ဒါကတော့ဒုတိယနေ့ဟိုတယ်ကနေပြီးတော့အဲ့ဟာလုံးပြီးပြောင်းဆိုင်နမိတ်ချင်းနေရာကိုကြည့်ဖို့သွားပါတော့ဟိုတယ်ကနေလမ်းလျှောက်မယ်ဆိုတော့အရင်နီးပါတယ်15မိနစ်လောက်လမ်းလျှောက်လိုက်ရောက်ပြီပေါ့နော်ရာဒီအိုတိုကလည်းအရန်ကိုတာရတယ်ဒါပေမဲ့အရန်ကိုပူတယ်ပေါ့နော်တော်တော်လေးကိုပူတာရာဒီအိုတိုကလည်းတကယ်ကိုမခံနိုင်ဘူးလမ်း10မိနစ်15မိနစ်လောက်လျှောက်လိုက်ရင်ချွေးတွေအရန်ထွက်တယ်ပေါ့နော် view ကတော့အရန်လာတယ်အဲ့ဒီဟာလုံးဘေးကနာလမ်းဘက်ကနေပြီးတော့လမ်းလျှောက်ရင်းနဲ့ပြီးတော့ဒါကအဲ့ဒီဟာလုံးဘေးရဲ့ museum ပေါ့နော်ပြတိုက်ကိုသွားလဲခဲ့ပါတယ်ဝင်ကြီးကတယောက်ကိုမှ4000ပါဗီယက်နမ်ငွေ4000ပါဒီတစ်ခုဆိုလို့ရှိရင်ဒီပိတ်စာပေါ်မှာအချီနဲ့ထိုးထားပါတော့အရင်လာပါတယ်လို့လဲကြည့်ရတော်တော်လေးကိုလက်ရမြောက်လို့ခံစားရတယ်ပေါ့နော်ကိုကအမှုပညာကျောင်းတော့တိတ်မသိဘူးဒါပေမဲ့လည်းအဲ့ချီတမြင်ချင်းတွေထိုးထားတာတော်တော်လေးကိုလာရလို့ခံစားရပါတယ်ပြတိုက်ထဲမှာဓာတ်ပုံရိုက်လို့လာမယ့်နေရာလေးလည်းအများကြီးရှိပါတယ်
သွားခင်ဒီချဝတ်တပုံလလလေးရိုက်ခဲ့ကြပါနော်ပြတိုင်းရဲ့အပြင်ဘက် view ကလည်းအရန်ကိုလာပါတယ်ကြည့်လိုက်တာနဲ့အစ်စ်လို့တော့မထင်စရာမရှိဘူးပေါ့နော်ပြတိုင်းကနေပြီးတော့လမ်း9မိနစ်6မိနစ်လောက်ရှောက်လိုက်လို့ရှင်ဟာလုံဘီရဲ့ view point ကိုရောက်ပါတယ်ပထမကတော့လေစီးမယ်ပေါ့နော်အဲ့လိုမျိုးစီစဉ်တိုင်းမယ်အပျော်စီးသေးမို့စီဖို့စီစဉ်တိုင်းမယ်ကိုရီမသွားခင်ရက်ပိုင်းမှာပဲသတင်းတစ်ခုဖတ်လိုက်ရပါတယ် VNN ဟာလုံဘီမှာအပျော်စီးသေးမို့တစ်ခုမှောက်တယ်ဆိုပြီးတော့ပေါ့နော်အဲ့တော့လေလည်းမစီးခဲ့ရပါဘူးကြောက်လို့ပါပြီးတော့နေရလည်းအရန်ပူနေတယ်ရေထဲလည်းမစင်းချင်တော့ဒီတိုင်းပဲမျက်လုံးနဲ့ပဲခံစားပြီးတော့ဓာတ်ပုံရိုက်ပြီးပဲပြန်လာခဲ့ပါတယ်ဒီဆိုင်လေးက view point နာလေးကဒိန်ချင်းဆိုင်လေးပေါ့နော်အရန်စားကောင်းတဲ့ recommend ပေးပါတယ်တခြားဘောရောက်ဖြစ်ခဲ့ရင်စားဖြစ်အောင်စားကြည့်ပါ VNN မှာစကားတစ်ခုရှိရပေါ့နော်တနေရာနဲ့တနေရာသွားတဲ့အချိန်လမ်းလျှောက်နေပြီဆိုတော့တေချာဝနိုင်ငံသားပဲလို့ပြောကြရပေါ့နော်ဘာလို့ဆို VNN နိုင်ငံအရန်ကိုပို့လို့သူတို့နိုင်ငံသားတွေကတော့တနေရာနဲ့တနေရာသွားရင်ဆိုင်ငယ်တောင်မောကားနဲ့ပဲသွားရပေါ့နော်ကိုရီနိုင်ငံသားတွေကမရောက်ဘူးတော့နည်းနည်းပါတီးအောင်ဆိုလမ်းလျှောက်သွားကြရပေါ့နော်အရန်ပူပါတယ်ဒီဆိုင်လေးကဟိုတယ်ပြန်တဲ့လမ်းမှာအမှတ်မထင်မဲ့တွေ့လို့ဝင်စားဖြစ်တဲ့ဆိုင်လေးပေါ့နော်ခေါက်ဆွဲအတဲတဲ့အစာပလာရပါလဲတော့မသိဘူးဒါပေမဲ့အရန်စားကောင်းပါတယ်တပွဲမှာ VNN ဝင်9000ပါပဲဒါကတော့တကယ်ချင်းနေရဟိုတယ်ပြန်ရောက်တော့အရန်ပူရာနဲ့အထင်းမှာပဲအချိန်ကုန်တဲ့ဟာလေးပေါ့နော်ဘာမှတော့မဟုတ်ပါဘူးဒါပေမဲ့အမှတ်တရရိုက်ထားလိုက်တာပါညနေရောက်မှပဲတခြားနေရာထပ်သွားကြမယ်ဆိုပြီးတော့တကယ်ချင်းနေအောင်တိုင်ပင်နေကြပါဒီပန်းချန်လေးကကျမတို့တဲတဲ့ဟိုတယ်ကနေမြင်ရတဲ့နေရာလေးပေါ့နော်ကျမတို့ကနေ့ခင်းနေ့လည်းအရန်ပူလို့ဆိုပြီးတော့ညနေမှသွားလိုက်တာပါပန်းချန်9နာရီထိပဲဖွင့်တာပါကျမတို့က9နာရီခွဲမှရောက်သွားတဲ့အတွက်ပန်းချန်နဲ့မဝင်လိုက်ရပါဘူးဒီတိုင်းပဲငေးကြည့်ပြီးတော့ပဲပြန်လာခဲ့ရပါတယ်ဒါကတော့ညစာကို Grab ကနေပြီးတော့မှစားတာပါအရန်တက်ပါတယ် VNN ငွေ4400လား5000လားပဲအဲ့လောက်ပဲရှိရပေါ့နော်အရန်တန်နဲ့အဲ့တော့ငုံကြော်နဲ့ဒီခောက်ဆွဲနဲ့ပင်လယ်စာခောက်ဆွဲနဲ့မာစားပေါ့နော်အစာပလိုက်လည်းအများကြီးပါပါတယ်ထိုင်ဝမ်မှာဆိုဒီလိုခောက်ဆွဲဒီလိုစီးနှုံနဲ့မရဘူးပေါ့နော်အရန်စီကြီးတယ်ဒါကတော့ဟလုံဘေးကနေပြီးတော့ VNN ဟနွိုင်းမြို့တဲ့ကိုသွားတာပါကားကိုတော့ဟိုတယ်ပဲပြောလိုက်လို့ဟိုတယ်ကနေပဲစီစဉ်ပေးပါတယ်အရန်အဆင်ပြေပေါ့နော်ဇီလက်တက်တာတယောက်ကိုမှ VNN ငွေ3သိန်းပဲကြပါတယ်ကိုဘာသာကို9ဖို့စီစဉ်သေးရပေါ့နော်ဒါပေမဲ့ VNN စကားလည်းမတက်တော့တိတ်ပြီးတော့9တာအဆင်မပြေဘူးပေါ့နော်အားကြောင့်မလို့ဟိုတယ်ပဲပြောလိုက်ပါတယ်လမ်းတစ်လျှောက် view တွေကတော့တော်တော်ကိုလာတာပါတကယ်ငေးကြည့်နေပဲပြန်ခဲ့ရတယ်ပေါ့နော်ကား2နာရီကျော်စီးရတာဆိုတော့အလဲမှာကားရနာစကန်မှာခဏနာပေးပါတယ်ကားသမားကမဟုတ်တရားလေးစီနှုံတက်တာရပေါ့နော်ဒါကတော့ကားသမားရဲ့ဖုန်းနံပါတ်ပါသွားလဲဖြစ်ဒီဖုန်းနံပါတ်ကိုဖုန်းဆက်လို့ရဟဲ့ပေါ့နော်ဟနွိုင်းမြို့ရဲ့ရောက်သွားတဲ့ဗီဒီယိုလေးကိုတော့နောက်ဗီဒီယိုလေးမှာဆက်ပြောပေးပါမယ်နော်ကြည့်ရှုပေးလို့အထူးပဲကျေးဇူးတင်ပါတယ်